အရင်လိုမီးလဝါတိုင်းစွမ်းနေမရှိတော့တာကြောင့်ဇကားရိုက်ရင်ခြေထောက်ကျိုးမလို့ဖြစ်သွားခဲ့တဲ့နေထူးနိုင်ကတော့မြန်မာပြည်ရဲ့တူရီတော်မြေရှိုးမိုးပြန်တိုင်းဆရာကြီးအနေနဲ့လူအများရဲ့တခန်းနာပေးခြင်းကိုခံနေရတာပါဒါပေမဲ့နောက်ပိုင်းမှာတော့ခေတ်အခြေအနေအရခုလိုဇာကားတွေမရိုက်ဖြစ်တာကြပါပြီ။ဒါပေမဲ့လက်တလုံးမှာနေထူးနိုင်ကအရင်လိုတိုင်းခွက်အစုံလေးနဲ့ဇာကားတွေပြန်ရိုက်ဖို့လုပ်နေတာဖြစ်ပါတယ်။နေထူးနိုင်ကနယ်လှည့်တိုင်းသမားဆိုတဲ့ဇလန်တွဲကိုရိုက်ကူးနေတာပါ။မရိုက်တာကြပြီးဖြစ်တာမို့ဇလန်တွဲပြန်ရိုက်ဖို့ကိုဝိတ်တွေလည်းချခဲ့ရပါတယ်။ဝိတ်တွေလည်းချပြီးပြန်ရိုက်ရတဲ့အချိန်မှာနေထူးနိုင်ကအရင်လိုဖြစ်အောင်မနေစူးစမ်းနေခဲ့ရတာပါ။ဇာကားရိုက်နေရင်းနဲ့လည်းမထင်မှတ်ပဲမတော်တဆထင်မိခဲ့ပါတယ်။ပိုင်းနေချရင်းနဲ့ချော်လဲကခြေထောက်ထိသွားတာဖြစ်ပါတယ်။ခြေထောက်ကမကြိုးသွားပေမဲ့အစ်စ်လဲကထောက်လို့မရဖြစ်သွားတာပါ။နေထူးနိုင်ကတော့မီးလဝါတိုင်းရတဲ့လက်မဟုတ်ပဲခြေထောက်ကိုထိမိသွားလို့ခုလိုထိခိုက်သွားတာဆိုပြီးအတိပေးလာခဲ့တာဖြစ်ပါတယ်။နေထူးနိုင်ကပျော်ပျော်နေတတ်သူသားဖြစ်တဲ့အတွက်ခုလိုဖြစ်လဲမကောင်းတာလို့မတွေးပဲမတော်တဆဖြစ်တာလို့သာပျော်ပျော်တွေးထားတာပါနေထူးနိုင်ကခုလိုတိုင်းဇာကားတွေပြန်ရိုက်တယ်ဆိုတာကလည်းသူ့အတွက်မဟုတ်ပဲကိုခံပညာအားကောင်းကမင်းသားဖြစ်ချင်တဲ့သူတွေအတွက်ဇာကားရိုက်ပေးတာဖြစ်ပါတယ်နေထူးနိုင်ကအောက်ခြေကနေအနုပညာလောကတွေကိုဝင်လာခဲ့တာမို့ကိုချင်းစာစိတ်အပြည့်ထားကအများအားကူညီပေးနေတာဖြစ်ပါတယ်ဇာကားရိုက်ရင်မတော်တဆဖြစ်သွားရတဲ့နေထူးနိုင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ